စီဝိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာတင်ပြချက်ကနေကြိုးဆိုပါတယ်။ကဲဒီအကြောင်းအရာကို thesis stars တင်လေ့လာကြည့်အောင်။လုပ်ငန်းတစ်ခုကိုဦးဆောင်တဲ့အခါဈေးကွက်ရဲ့အခြေခံသဘောတရားတွေကိုပိုင်နိုင်ဖို့ဆိုတာတကယ်ကိုမရှိမဖြစ်လွတ်တဲ့မဟာဗျူဟာတစ်ခုဖြစ်ပါတယ်။ဈေးကွက်ရန်တရားတွေဘယ်လိုလက်ပတ်နေသလဲ။စားသုံးတို့ရဲ့ဆုံးဖြတ်ချက်ကိုဘယ်အရာတွေကမောင်းနေသလဲဆိုတာကိုဒီကနေ့မှအမှုဆောင်ရရှိအဆင့်ရှုထောင့်ကနေကျွန်တော်တို့အတူတကွခွဲခြမ်းစိတ်ဖြာသွားကြပါမယ်။ဒီနေ့ဆွေးနွေးမယ့်အဓိကမူပေါင်းတွေအားတော့ဈေးကွက်ဆိုတဲ့သဘောတရားကိုပြန်လည်အဓိပ္ပာယ်ဖွင့်ဆိုခြင်းရောင်းလိုအားနဲ့ဝယ်လိုအား engine ဝယ်လိုအားနေရာမှာဝယ်လိုအားကိုပြောင်းလဲစေတဲ့အချက်တွေနဲ့ရွေးချယ်မှုဆိုင်ရာဘောကော့အပေးတာဆိုပြီးအပိုင်း၅ပိုင်းပါဝင်ပါဗျ။ကဲပထမဆုံးအပိုင်းကိုတွားလိုက်ကြအောင်အပိုင်း၁ဈေးကွက်ဆိုတော့သဘောတရားကိုပြန်လည်အဓိပ္ပာယ်ဖွင့်ဆိုခြင်းစဉ်းစားကြည့်အောင်ဈေးကွက်ဆိုတာတကယ်တမ်းဘာကိုပြောတာလဲလူများစုကတော့ဒါကိုကုန်ပစ္စည်းတွေအယောင်းဝယ်လုပ်တဲ့ရုပ်ပိုင်းဆိုင်ရာနေရာတစ်ခုလိုပဲအလွယ်တကူဖေးမြင်တက်ကြပါတယ်။ဒါပေမဲ့ခစ်တစ်စီးပွားရေးမဟာဗျူဟာရှုထောင့်မှာတော့ဒီအမြင်ဟာအရန်ကိုချင်းမြောင်လွန်နေပါပြီ။ရိုးရအမြင်နဲ့ခစ်တစ်စီးပွားအမြင်ကြားမှာတော်တော်လေးကိုကြီးမားတဲ့ကွာခြားချက်ရှိနေပါတယ်။ဟင်ဒီဟင်ရစိတ်လို့ရုပ်ပိုင်းဆိုင်ရာနေရာတွေဟာဈေးဝယ်ရဲ့ပုံစံတစ်မျိုးဖြစ်ပေမဲ့ယနေ့ခေတ်မှာတော့ Shopee လို့ e-commerce platform တွေ social media ပေါ်အယောင်အဝယ်တွေကနေ stock share ဖလှယ်မှုတွေအထိအလုံးကိုလင်းမြန်ထိရောက်တဲ့ဖလှယ်မှုစနစ်တွေစီကူးပြောင်းလာကြပါပြီ။ဆိုတော့ကကုထန်ရောင်းဝယ်ရနေရာတစ်ခုဆိုတဲ့ပေါင်ကိုအဝေးကြီးကျော်လွန်သွားခဲ့ပြီဖြစ်ပါတယ်။ဒါကြောင့်စီးပွားရေးလုပ်ငန်းရှင်တယောက်တဲ့ရှုထောင့်ကနေတိတိကျကျအဓိပ္ပာယ်ဖွင့်ရင်ဈေးကွက်ဆိုတာနေရာတစ်ခုတည်းမဟုတ်တော့ပါဘူး။ဝယ်သူနဲ့ရောင်းမှုတွဲဆောင်ပြီးကိုမစီဝန်ဆောင်မှုဒါမှမဟုတ်ငွေကြေးစတဲ့တန်ဖိုးတွေကိုအကျိုးရှိရှိအပြန်လန်းဖလှယ်ကြတဲ့စနစ်တစ်ခုစားဖြစ်ပါတယ်။အပိုင်းနဲ့ရောင်းလိုအားနဲ့ဝယ်လိုအားရန်တရားဒီစနစ်ကြီးတစ်ခုလုံးကိုမောင်းနေတဲ့အဓိကအင်ဂျင်ကတော့ရောင်းလိုအားနဲ့ဝယ်လိုအားပါပဲ။ platform ဘလို့ပဲပြောင်းသွားပါစေဝယ်သူရဲ့လိုလားချက် demand နဲ့ရောင်းသူရဲ့ထောက်ပံ့ပေးနိုင်စွမ်း supply တို့တိတိကျကျစုံမှတ်ကြတဲ့နေရာဈေးကွက်တစ်ခုရဲ့အသက်သွေးကြောဖြစ်ပါတယ်။အပိုင်း၃ဝယ်လိုအားနေရာမောက်လက်တွေ့စီးပွားရေးလောကမှာကျွန်တော်တို့မကြာခဏကြုံတွေ့ရတဲ့ပြဿနာတစ်ခုရှိပါတယ်။စဉ်းစားကြည့်ပါတူညီတဲ့ PC တစ်ခုတည်းကိုပဲဈေးနှုန်းအနှဲငယ်မြင့်လိုက်တာနဲ့ဝယ်ယူသူပမာဏကရုတ်တရက်ကျဆင်းသွားတတ်ပါတယ်။ဘာကြောင့်များလဲ။စားသုံးသူတွေရဲ့စိတ်ပိုင်းဆိုင်ရာတုံ့ပြန်မှုတွေကဈေးနှုန်းနဲ့ဘလို့တိုက်ရိုက်ဆန့်တွေနေတယ်လဲဆိုတာကိုဆက်ပြီးဆန်းစစ်ကြည့်ကြရအောင်။ဘိုကာဗေဒမှာတော့ဒါကိုဝယ်လိုအားနီယာမလို့ခေါ်ပါတယ်။အခြားပြောင်းလဲနိုင်တဲ့အချက်တွေအလုံးကပုံတွေဖြစ်နေမဲ့ဆိုရင်ကုန်ပစ္စည်းတစ်ခုရဲ့ဈေးနှုန်းတက်လာတာနဲ့အမျှဝယ်လိုအားကအလိုလိုလျော့ကျသွားမယ်။စံကြပဲအနေနဲ့ဈေးနှုန်းကျဆင်းလာရင်တော့ဝယ်လိုအားတိုးလာမယ်လို့ဆိုလိုတာပါ။ဒါဟာကုန်ပစ္စည်းရဲ့တန်ဖိုးနဲ့ဈေးကွက်ရဲ့လိုလားမှုကြားကပြောင်းပြန်ချိုးကျနေတဲ့ဆက်သွယ်ချက်ကိုရှင်းရှင်းလင်းလင်းပြသနေပါတယ်။ဈေးတက်ရင်ဝယ်လိုအားကျတယ်၊ဈေးကျရင်ဝယ်လိုအားကျတယ်။တကယ်တော့စီးပွားရေးလုံးမနဲ့အနေနဲ့ကိုထုတ်ကုန်ကိုဈေးနှုန်းထမတဲ့အခါဒီဆက်ဝန်ကိုမထိမနဲ့နားလည်ထားဖို့လိုအပ်ပါတယ်။အပိုင်းလေးစားသုံးသူဝယ်လိုအားကိုအဆုံးဖြတ်ပေးတော့အချက်ညာ။ဒါပေမဲ့လက်တွေ့ကဘာကြီးမှာအားလုံးသိတဲ့အတိုင်းဝယ်လိုအားကိုဈေးနှုန်းတစ်ခုတည်းကပဲအလုံးစုံဆုံးဖြတ်ပေးနေတာမဟုတ်ပါဘူး။ဈေးနှုန်းလုံးမပြောင်းလဲဘဲနဲ့လည်းဝယ်လိုအားတွေရွတ်တရက်တက်လာတာကျသွားတာမျိုးတွေအများကြီးရှိပါတယ်။ဒီလိုဖြစ်ရခြင်းနောက်ွယ်မှာကျွန်တော်တို့တိတိမထားမိတတ်တဲ့အခြားသောမောင်းတဲ့အားတွေရှိနေပါတယ်။ဈေးနှုန်းအပြင်ဝယ်လိုအားကိုမောင်းနေတဲ့နောက်ထပ်အထူးလီပါ၅ခုရှိပါတယ်။ပထမတစ်ခုကတော့ဝယ်ယူသူတွေရဲ့ဝင်ငွေပါ။ဝင်ငွေတိုးလာတာနဲ့မျှဝယ်နိုင်စွမ်းကအလိုလိုတက်လာပါတယ်။ဒုတိယကတော့အကြိုက်နဲ့ဦးစားပေးမှုများပါ။ခေတ်ရည်စီးကြောင်းပြောင်းလဲမှုတွေကဝယ်လိုအားပေါ်ကြီးမားတဲ့တက်ရောက်မှုရှိပါတယ်။တတိယလူဦးရေအပြောင်းလဲကလည်းဈေးကွက်အရွယ်စားကိုအစွန်းဖြတ်ပေးပါတယ်။စတုထအချက်အနေနဲ့ပြိုင်ဘက်တွေဒါမှမဟုတ်ဆက်ဆက်ပစ္စည်းတွေရဲ့ဈေးနှုန်းအတက်အကျကလည်းမိမိတို့ရဲ့ဝဲလိုအားကိုတက်ရက်လွှမ်းမိုးပါတယ်။နောက်ဆုံးပင်စမာအချက်ကတော့အနာကမျှော်မှန်းချက်များပါ။ဥမာမကြခင်ဈေးတက်တော်မယ်လို့ခံမှန်းထားရင်အခုကတည်းကကြိုဝယ်ကြတဲ့သဘောပါမျိုးပေါ့။အပိုင်းကရွေးချယ်မှုဆိုင်ရာပေါ်ကဖေးတာ။ဆော့ကဝယ်လိုအားဆိုတာကင်းကနန်းအချက်လက်ဒါမှမဟုတ်ဈေးနှုန်းဆိုတဲ့ကင်းရှင်းတစ်ခုတည်းပုံမှာယက်တည်နေတာမဟုတ်ပါဘူး။တကယ်တမ်းမှာဈေးကွက်ရဲ့အင်ဂျင်ရဲ့တရားကြီးဟာလူသားတွေရဲ့လိုအင်ဆန္ဒတွေခံစားချက်တွေဝင်ငွေအခြေအနေတွေနဲ့အနာဂတ်ဖြောလင့်ချက်များစတဲ့ရှုပ်ထွေးလိုက်ရဲ့လူသားအခြေအနေတွေအပြန်အလှန်ချိတ်ဆက်အလုံးလုံးနေခြင်းရဲ့ရလဒ်တစ်ခုတာဖြစ်ပါတယ်။အနှစ်ချုပ်ရရင်တော့ဘောကရက်ဆိုတာရိုးရှင်းတဲ့ဝေကြေးအယောင်းဝယ်ကိစ္စသက်မဟုတ်တာဘူး။လူသားတွေရဲ့ရွေးချယ်မှုတွေဘလို့ဖြစ်ပေါ်လာတယ်လဲဆိုတာကိုနည်းနည်းဆိုင်လေ့လာခြင်းသာဖြစ်ပါတယ်။အော်မင်းနဲ့ဈေးကွက်မှာပြောရတဲ့ဖန်တီးနိုင်ဖို့ပြတ်မှတ်ထားတဲ့စားသုံးသူတွေရဲ့ဆုံးဖြတ်ချက်တွေကိုဘယ်အရာတွေကမောင်းနေတယ်လဲဆိုတာအသေးချာသိရှိဖို့လိုအပ်ပါတယ်။ဒါဆိုရင်လက်ရှိလက်ပနေတဲ့မိမိတို့ရဲ့ကိုယ်ပိုင်စီးပွားရေးဈေးကွက်တွေမှာတော့
ဝယ်လိုအားကိုအမှန်တကယ်လွှမ်းမိုးချုပ်ကင်ထားတဲ့အဓိကအကြောင်းတရားကဘယ်ထင်နေမလဲ